တော်တွေနဲ့ဝန်းရံထားပြီးအလွန်ပင်ကြီးကျယ်ခမ်းနားတဲ့ရတနာဆိုတဲ့တိုင်းပြည်ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတိုင်းပြည်ကြီးကိုဘုရင်ကြီးဆူထပ်နဲ့မိဖုရားပထုံကေစာတို့ကအုပ်ချုပ်ကြပါတယ်။ဘုရင်ကြီးနဲ့မိဖုရားတို့မှာအရွယ်သိမ့်မကွာလာတဲ့သားတော်နှစ်ပါးရှိပါတယ်။အကြီးဖြစ်သူ15နှစ်အရွယ်မင်းသားလေးကိုတော့ဖလအဖိုင်မနီလို့အမည်ပေးထားပြီးတော့အငယ်ဖြစ်သူ73နှစ်အရွယ်မင်းသားလေးကိုတော့စီဇဝမ်လို့အမည်ပေးထားကြပါတယ်။ဘုရင်ကြီးဆူထပ်ကအရွယ်ရောက်တော့မဲ့သားတော်နှစ်ပါးကိုကြည့်ပြီးတော့ရတနာဆိုတဲ့တိုင်းပြည်ကိုအုပ်ချုပ်စေဖို့အတွက်အခုကတည်းကသူ့ရဲ့သားတွေကိုအရေးရှင်းရှိတဲ့မင်းသားတွေဖြစ်အောင်ဆိုပြီးတော့သားတော်နှစ်ပါးစလုံးကိုတိုင်းပြည်ကနေထွက်ခွာစေပြီးတိုင်းပြည်အတွက်အကျိုးပြုနိုင်မဲ့ပညာရွက်တွေကိုမိမိကိုယ်တိုင်လေ့လာသင်ယူကြဖို့နဲ့ပညာတွေတက်မြောက်မှသာတိုင်းပြည်ကိုပြန်လာကြဖို့မိန့်လိုက်ပါတယ်။သားတော်နှစ်ယောက်တို့ကလည်းဖခင်ကြီးရဲ့အမိန့်အတိုင်းပညာရက်တွေကိုလေ့လာသင်ယူဖို့တိုင်းပြည်ကနေထွက်ခွာကြပြီးတော်လန်အတိုင်းခီးဆက်လာကြပါတယ်။နှစ်ယောက်သားတောတောင်တွေကိုကြော်ဖြတ်ခဲ့ကြပြီးမှကြံတခန်ဆိုတဲ့ကြေးရွာလေးတစ်ခုကိုရောက်ရှိလာကြပါတယ်။အဲ့ဒီရွာထဲမှာတိတပါမောက္ခတယောက်ကလူရည်ချွန်တွေကိုရွေးချယ်ပြီးတော့သူ့ရဲ့ပညာရက်တွေကိုသင်ကြားပို့ချပေးဖို့စီစဉ်နေတဲ့အချိန်ဖြစ်နေတော့ပညာရှာနေကြတဲ့သူတို့ညီအကိုနှစ်ယောက်အတွက်တော့အတော်ပဲဖြစ်သွားပါတယ်။သူတို့မှာတိုင်းပညာနဲ့ပလွေပညာရက်နှစ်ခုတည်းကတစ်ခုကိုသာရွေးချယ်ကြရမှာဖြစ်ပါတယ်။ဖရအဖိုင်မနီကတော့အတီးအမုတ်ကိုဝါသနာပါတဲ့သူဖြစ်တာကြောင့်ပလွေပညာကိုသာရွေးချယ်လိုက်ပြီးညီငယ်လေးစီဆဝမ်ကတော့တိုင်းပညာကိုရွေးချယ်သင်ယူကြပါတယ်။အဲ့ဒါနဲ့ညီအကိုနှစ်ယောက်သာကြံတခန်ဆိုတဲ့ရွာငယ်လေးထဲမှာနေထိုင်ကြပြီးတိတာပါမောက္ခထံမှာ9လတိတိပညာစီးပူးကြပြီးမှအရေးအသွေးပြည့်မီတဲ့ပညာရဲ့တစ်ခုစီကိုဆုံးခန်းတိုင်အောင်တက်ကြွသွားကြပါတယ်။ပြီးတော့ညီအကိုနှစ်ယောက်တို့ဟာတိတာပါမောက္ခဆရာကြီးကိုဦးချကြတော့နှုတ်ဆက်ပြီးတာနဲ့သူတို့ရဲ့ရတနာတိုင်းပြည်ကဖခင်ဘုရင်ကြီးစုထပ်ထံကိုပြန်သွားကြပါတယ်။နေရက်ကိုရောက်ကြတော့သူတို့တက်ကြွထားတဲ့ပညာရက်တွေကိုသူတို့ရဲ့ဖခင်ဘုရင်ကြီးကိုဝမ်းပန်းတရာနဲ့ပြောပြကြပါတယ်။ဒါပေမဲ့ဖခင်ဘုရင်ကြီးကတော့သူတို့ရဲ့ရှောက်တင်တဲ့စကားကိုကြားလိုက်ရတာနဲ့တိုင်းပြည်ကိုစီမံအုပ်ချုပ်နိုင်မဲ့ပညာရက်မျိုးမဟုတ်တာကြောင့်အတော်လေးဒေါသထွက်သွားပြီးတိုင်းပြည်အတွက်အသုံးမဝင်တဲ့ပညာရက်တွေကိုတင်လာရသလားဆိုပြီးတော့နောက်တစ်ကြိမ်ပညာရက်တွေထပ်ရှာစီဖို့အတွက်ထပ်မံနှင်ထုတ်လိုက်ပါတယ်။ညီကိုနှစ်ယောက်သာတောထဲမှာစိတ်ညစ်ညစ်နဲ့ခရီးထွက်လာကြရင်တောလန်းတွေမှားကြပြီးရက်အတော်တန်ကြအောင်တောတောင်တွေကိုကြော်ဖြတ်ရကြပြီးမှပင်လယ်ကမ်းခြေတစ်ခုကိုရောက်ရှိလာကြပါတယ်။အဲ့ဒီကမ်းခြေကိုရောက်မှပညာရက်ကိုစီတက်မြောက်ထားကြတဲ့မုတ်ဆိုလူငယ်လေး3ယောက်ကိုတွေ့သွားပါတယ်။ပထမတစ်ယောက်ကဝိရှီယံလို့ခေါ်ပြီးတော့ညတစ်ခါပြေ9ဆင်းနဲ့ခံကန်တဲ့ပြစ်မှတ်တွေကိုပြစ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ဒုတိယတစ်ယောက်ရဲ့နာမည်ကတော့မိုလာဖြစ်ပြီးတော့မြက်6ပင်တွေကိုကာထာမန်တန်နဲ့မှန်းမွန်းလိုက်ပြီးတာနဲ့ကြီးမားလှပတဲ့ရွက်တင်ပေါ်ကိုတီဆောင်းနိုင်စွမ်းရှိပါတယ်။တတိယတစ်ယောက်ရဲ့နာမည်ကစာနွန်ဖြစ်ပြီးတော့မိုးလေတွေကိုကာထာနဲ့လိုအပ်တယ်လို့ခေါ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အားလုံးတွေးဆုံကြတဲ့အချိန်မှာညီကိုနှစ်ယောက်တို့ကလည်းသူတို့တက်ကြွထားတဲ့ပညာရက်တွေကိုမုတ်ဆိုလူငယ်လေး3ယောက်ကိုပြောပြကြပါတယ်။တိုင်းပညာတက်ကြွထားတဲ့ညီငယ်လေးအတွက်ကတော့အထူးဆန်းမဟုတ်ပေမဲ့ဖရအဖိုင်မနီတက်ကြွထားတဲ့ပလွေပညာကိုကတော့ဘလို့အသုံးဝင်တယ်လဲဆိုပြီးတော့မေးမြန်းလာကြပါတယ်။အဲ့ဒါနဲ့ဖရအဖိုင်မနီကသူ့ရဲ့ပလွေမှုတ်တဲ့ပညာကိုမုတ်ဆိုလူငယ်လေး3ယောက်ကိုနားဆင်စေဖို့အတွက်အဲ့ဒီကန်ရှိမှာပဲမှုတ်ပြလိုက်ပါတယ်။ဖဖိုင်မနီရဲ့ပလီမုတ်တဲ့ပညာကတာမန်တရှင်းမျိုးမဟုတ်ပဲနဲ့နားထောင်တဲ့မုတ်စု3ယောက်နဲ့ညီငယ်စီဆဝမ်ကိုပါနှင်းချိုက်စွာအိမ်မော်ပညာကိုနောက်တနည်းထပ်မှုတ်ပါတယ်။အဲ့ဒီပလီမှုတ်နေတဲ့အချိန်မှာပဲတိတ်မဝေးလာတဲ့လှိုင်ကူကနေထွက်လာပြီးပင်လယ်ထဲမှာအစာထွက်ရှာနေတဲ့ Faces မာဂျီထန်ဖအဖိုင်မနီရဲ့ပလွေတန်ရောက်ရှိသွားပါတယ်။ပလွေတန်တွေကကြီးမားတဲ့ဖအဖိုင်မနီရဲ့နေရွက်တွေကိုဝင်ရောက်သွားပြီး Faces စမို့အလွန်ပဲတာယာသွားပါတယ်။အဲ့ဒါနဲ့ဖီစစ်စမွန်ဟာအဲ့ဒီပလွေတန်ရဲ့ဆွဲဆောင်မှုကြောင့်ပလွေတန်လာယာဘက်ကိုလိုက်ရှာနေပါတော့တယ်။အဲ့ဒါနဲ့ပဲကမ်းခြေတစ်ခုမှာဘေးနားကလူငယ်4ယောက်အိပ်ပျော်နေပြီးတယောက်တည်းပလွေထိုင်မုံနေတဲ့ဖဖိုင်မနီကိုတွေ့သွားပါတယ်။ဘလူးမကြီးဖီစစ်စမွန်ဟာဖဖိုင်မနီကိုမြင်မြင်ချင်းပဲချစ်မိသွားပြီးသူမရဲ့လင်ယောက်ျားအဖြစ်ပေါင်းတင်ဖို့အတွက်အမြန်ပြေးလာပြီးတော့ဖဖိုင်မနီကိုဖမ်းလိုက်တဲ့အခါမှာဖဖိုင်မနီဟာထိတ်လန့်သွားပြီးတတိလေးမေ့မျောသွားပါတယ်။ဖီစစ်စမောကဖအဖိုင်မနီကိုသူမနေထိုင်တဲ့လှန်ကူတဲကိုဖမ်းခေါ်သွားပြီးဖအဖိုင်မနီကသူမကိုမြင်လို့အလွန်ပဲထိတ်လန့်ကြောက်ရွံ့ခဲ့တာကိုတွေးပြီးတော့ဖအဖိုင်မနီမကြောက်ရအောင်ဆိုပြီးတော့တကူအစွမ်းအနေနဲ့သူမရဲ့ခန္ဓာကိုကျုံလိုက်ပြီးချောမောလှပတဲ့တာမန်အမျိုးသမီးအရွယ်အဖြစ်ဖန်ဆင်းလိုက်ပါတယ်။ပြီးတော့ဖအဖိုင်မနီကိုခေါ်နိုးပါတယ်။ဖဖိုင်မနီနိုးထားလာတဲ့အခါမှာတော့ဖဖိုင်မနီကသူ့ရဲ့အရှိမရှိနေတဲ့မိန်းမလားဟာဘလူးမကြီးဆိုတာကိုတီးတော့အနားကိုမကတ်စီပဲသူ့ကိုဖမ်းလာတဲ့အတွက်အလွန်ပဲစိတ်ဆိုးနေပြီးဟော်ဟစ်ဆဲဆိုနေပါတော့တယ်
ဒါပေမဲ့ဖီစစ်စမှုဘလူးမကြီးကဘလို့မှမကန်စားရပဲဖအဖိုင်မနီရဲ့အချစ်ကိုရယူဖို့အတွက်အမျိုးမျိုးချောမော့ပြီးမြူဆွဲနေပါတယ်ဖအဖိုင်မနီဟာနောက်ဆုံးဘလူးမကြီးဖီစစ်စမှုရဲ့မြူဆွဲမှုကိုမငင်းဆိုနိုင်တော့ဘဲနဲ့အကျဉ်းလင်းမယားအဖြစ်သို့ပေါင်တင်လိုက်ရပါတယ်တစ်ဖက်ကညီငယ်လေးစီစဝမ်နဲ့မုတ်ဆူ၃ယောက်တို့ကတော့ဖပိုင်မနီရဲ့ပလွေကြောင့်နှိမ့်ချိုက်စွာအိပ်ပျော်သွားကြတာနနက်မိုးလင်းသွားတဲ့အထိပဲဖြစ်ပြီးတော့နိုးထလာကြတဲ့အခါမှာတော့ဖပိုင်မနီပြောင်းနေပြီးအလွန်ကြီးမားတဲ့ဘလူးကြီးရဲ့ခြေရာကိုပဲမြင်တွေ့လိုက်ရတာကြောင့်ဖပိုင်မနီကိုဘလူးကြီးဖမ်းခေါ်သွားပြီးဆိုတာကိုသိလိုက်ကြရပါတယ်ညီဖြစ်သူစီစဝမ်ကဘလူးကြီးကသူ့ရဲ့အကိုဖအဖိုင်မနီကိုစားလိုက်ပြီလားဆိုပြီးတော့တွေးပြီးတော့ငိုကြွေးနေပါတော့တယ်အဲ့ဒီအခါမှာစာနွန်ဆိုတဲ့မုတ်စုတယောက်ကသူ့ရဲ့ပညာရဲနဲ့အာယုံခံပြီးကြီးလိုက်တဲ့အခါမှာဖလာအဖိုင်မနီကဘလူးမကြီးဖမ်းသွားတာတေချာပြီးအသက်မသေးပဲဘလူးမကြီးနဲ့အတူရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့မုတ်စု၃ယောက်တို့နဲ့ညီငယ်စီစဝမ်တို့ကသူ့ရဲ့အကိုအတွက်စိတ်သက်သာရာရသွားကြပါတယ်။သူတို့အားလုံးဖလားအဖိုင်မနီကိုထွက်ချဖို့အတွက်ပြင်ဆင်ကြတဲ့အခါမှာပိုလာဆိုတဲ့မုတ်ဆိုကမြက်ချောက်ပင်တွေနဲ့ဂါထာတွေကိုမန်းမုတ်လိုက်ပြီးအလွန်ကြီးမားတဲ့ရွက်တင်ပေါ်တစ်စင်ကိုတိဆောက်လိုက်ပါတယ်။ပြီးတော့အားလုံးပဲရွက်တင်ပေါ်စီတက်ကြပြီးအတူတကွဖလားအဖိုင်မနီကိုထွက်ချဖို့အတွက်ပြင်လယ်ခရီးဆက်ကြပါတယ်။ဒီလိုနဲ့ပင်လယ်ထဲမှာရဲအတော်တန်ကြားခဲ့ပြီးတဲ့နောက်ရုံမကြဆိုတဲ့တိုင်းပြည်ကြီးကိုဆိုက်ရောက်လာကြပါတယ်။အဲ့ဒီတိုင်းပြည်ကိုထို့စဝုံဆိုတဲ့မင်းကြီးအုပ်ချုပ်ပါတယ်။မုတ်ဆူ၃ယောက်ကရုံမကြဆိုတဲ့တိုင်းပြည်ကိုရောက်တာနဲ့မင်းသားလေးစီစဝံကိုမြို့အနှံ့နေရာအနှံ့လိုက်ပို့ပေးကြပါတယ်။သူတို့အားလုံးဈေးထဲကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ဈေးထဲမှာရှိကြတဲ့မိန်းမလှလေးတွေကမင်းသားစီစဝံကိုအငမ်းမရကြည့်ရှုကြပြီးအလွန်ပဲနှစ်သက်သဘောကျကြပါတယ်။အဲ့ဒီကနေဆက်သွားရင်နန်းတွင်တွေကဘရင်အတွက်ချက်ပြုတ်ပေးဖို့ဈေးထွက်ဝယ်တဲ့နန်ကကျုပ်လို့ခေါ်တဲ့အစီကံမိန်းမပြိုလေးတယောက်ဟာစီစဝံကိုမြင်မြင်ချင်းချစ်မိပြီးအိန္ဒိယမဆယ်နိုင်လောက်အောင်ပဲပန်းကလေးတစ်ပွင့်နဲ့စီစဝံကိုချစ်ခွင့်သွားပန်ပါတယ်။စီစဝံကအဲ့ဒီချိန်မှာအသက်15နှစ်သာရှိသေးတာကြောင့်အချစ်ကိစ္စတွေကိုစိတ်မဝင်စားပဲဂယုမဆိုင်ပဲနေပါတယ်။ဒါပေမဲ့နန်ကကျုပ်ကဈေးတန်းတစ်လျှောက်ဘေးကနေကတ်လိုက်ပြီးလူသိရှင်ကြားချစ်ရည်တွေလိုက်ဆိုနေရင်နဲ့ဘရင်ရဲ့စားပွဲကိုချက်ပြုတ်ပေးနေရတဲ့စဖိုမူကဈေးထွက်ဝယ်နေတဲ့နန်ကကျုပ်ရောက်မလာသေးတာကြောင့်သူကိုယ်တိုင်နန်ကကျုပ်ကိုဈေးတန်းထဲမှာထွက်ရှာရပါတယ်။စဖိုမူကနန်ကကျုပ်ကိုတွေ့တော့ဘာကြောင့်ဈေးဝယ်တာဒီလောက်တောင်ကြာရတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာနန်ကကျုပ်ကသူမရဲ့အပြစ်ကိုရှောင်တဲ့အနေနဲ့သူမကိုမင်းသားလေးစီစဝံကဆွဲထားလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာစဖိုမွန်ကအလွန်ပဲစိတ်ဆူသွားပြီးနန်ကကျော်ကိုမင်းတောင်ဝင်ယူရမယ်ဆိုပြီးတော့မင်းသားစီစဝံကိုပြောလိုက်ပြီးတာနဲ့ကေစလာအမည်ရှိတဲ့ဘရင်သမီးတော်ကိုစောက်ရှောက်ပေးကြတဲ့အဆွေအရန်၄ယောက်ထံမှာသွားပြီးတော့တိုင်ကြားလိုက်ပါတယ်။အဲ့ဒါနဲ့ဘရင်သမီးတော်ရဲ့အဆွေအရန်တွေကစစ်တီတော်တွေကိုခိုင်းပြီးအဲ့ဒီစီစဝံဆိုတဲ့မင်းသားလေးနဲ့မုတ်ဆူ၃ယောက်ကိုစစ်ဆေးမင်းမြန်းဖို့အတွက်သူမတို့ထံဖမ်းခဲ့စီဆိုပြီးတော့ခိုင်းလိုက်ပါတယ်။အမျိုးသမီး၄ယောက်စလုံးကစီစဝံကိုတွေ့တာနဲ့စီစဝံရဲ့ချစ်စရာကောင်းလွန်တဲ့ရုပ်ရည်တွေကြောင့်နှစ်သက်မိကြပြီးသူမတို့စောက်ချောက်ပေးနေကြတဲ့ဘရင်သမီးတော်လေးကေစလာနဲ့သဘောတူမိပြီးအတိတ်တကူထိမ်းမြပေးဖို့အတွက်စီစဉ်ကြပါတယ်။အဲ့ဒါနဲ့မင်းသားလေးစီစဝံကိုအပြစ်ပေးတဲ့အနေနဲ့အနောက်ဘက်မှာရှိတဲ့ခြံလုံးတဲ့အဖိုးဖွားတို့နေတဲ့တဲအိမ်ကြီးထဲမှာသူတို့၄ယောက်စလုံးကိုထိမ့်သိမ်းထားစီဆိုပြီးတော့အပြစ်ပေးတဲ့ပုံစံမျိုးနဲ့နောက်ဖေးတဲကြီးထဲမှာနေစေလိုက်ပါတယ်။တကယ်တော့မင်းသမီးလေးကေစလာနဲ့အတိတ်တကူတွေ့စေဖို့အတွက်စီစဉ်လိုက်တာပဲဖြစ်ပါတယ်။မင်းသမီးလေးရဲ့အဆွေအရန်၄ယောက်တို့ကမင်းသမီးလေးရဲ့မိဘကိုစားနေပြီးတော့မုတ်ဆူ၃ယောက်ကိုမင်းသားလေးရဲ့မိဘနေရာမှာနေပေးဖို့အတွက်မင်္ဂလာကိစ္စဖြစ်မြောက်စေဖို့အတွက်ကူညီပေးကြဖို့တွားရောက်ပြောကြားကြပါတယ်။မုတ်ဆူ၃ယောက်တို့ကလည်းစီစဝံရဲ့သူ့ရဲ့အကိုပျောက်ဆုံးသွားလို့ဝမ်းနေနေရတဲ့အချိန်ဆိုတော့အဲ့ဒီဝမ်းနေပူဆွေးနေတဲ့စိတ်တွေပျောက်သွားအောင်ဆိုပြီးတော့မင်းသမီးလေးနဲ့ညားစီဖို့အတွက်ကူညီပေးဖို့လက်ခံလိုက်ကြပါတယ်။တိတ်မကြခင်မှာပဲနှစ်ဖက်မိဘတွေကိုစားသူတို့တွေမင်းသားလေးစီစဝံနဲ့မင်းသမီးလေးကေစနီတို့ကိုပေးတွေ့လိုက်ကြတဲ့အခါမှာတော့မင်းသားလေးနဲ့မင်းသမီးတို့ဟာတယောက်ကိုတယောက်အလွန်ပဲနှစ်သက်သဘောကျကြပြီးတော့အရန်ကိုချစ်ကြတဲ့အကျင့်လေးများတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့အရန်ကိုချစ်ကြတဲ့အကျင့်လေးများတွေဖြစ်ကြပြီးအေဂျင့်တာယာနေကြပေမဲ့ဒီကိစ္စကိုသိကြတဲ့သူတွေဟာအဆွေအရန်၄ယောက်နဲ့မုတ်ဆူ၃ယောက်ပဲရှိတာကြောင့်နောက်ကျော်မအေးပဲဖြစ်နေကြပါတယ်။တစ်ဖက်မှာတော့အတိုင်းတိုင်းပြပြကနေပြီးတော့နန်းတွင်ထဲကိုရောက်လာကြတဲ့မင်းသားတွေကလည်းမင်းသမီးလေးကေစလာကိုနှစ်သက်လို့ဘရင်ကြီးထံမှာအစင်မပြတ်လာရောက်တောင်းရမ်းနေကြပါတယ်။ဘရင်ကြီးကတော့သူ့ရဲ့သမီးတော်လေးကိုအရန်ပဲချစ်ပြီးအရန်ပဲစိုးရိမ်တက်တာကြောင့်ဘသူလက်ထဲမှာမထည့်ပဲနဲ့အမြဲတမ်းညင်းဆိုလေးရှိနေပါတယ်။
ဒီနေ့မှာတော့ဥထေလို့ခေါ်တဲ့တခြားတိုင်းပြည်ကမင်းတစ်ပါးဟာကေစလာကိုလက်ထပ်ဖို့လာရောက်တောင်းရမ်းတဲ့အခါမှာမင်းသမီးလေးကေစလာရဲ့ဖခင်ကြီးကတော့တခြားတိုင်းပြည်ကမင်းသားတွေလိုပဲညှင်းလွှတ်လိုက်ပါတယ်။ဥထေဆိုတဲ့မင်းဟာသူ့ကိုညှင်းလို့ရလီတလားဆိုပြီးတော့မခံမရက်နိုင်ဖြစ်ပြီးတော့မင်းသမီးလေးကေစလာကိုမရရအောင်ယူမယ်ဆိုပြီးလုံမကြာဆိုတဲ့တိုင်းပြည်ကိုစစ်ရှိတက်ပြီးတိုက်ခိုက်ကြပါတယ်။ဦးထေမင်းဟာအင်အားကြီးပြီးတော့အလွန်ပင်များပြားလာတဲ့စစ်တီတော်တွေကြောင့်ထွတ်စဝုံမင်းကြီးရဲ့သူရဲကောင်းစစ်တီတွေကိုစစ်မြေပြင်ထဲကိုဆေလွှတ်တဲ့လောက်စစ်တီတွေရှုံးနေပြီးတော့နန်းတွင်းထဲကိုအကြိမ်ကြိမ်ပြန်ပြေးလာကြရပါတယ်။အဲ့ဒါနဲ့မင်းသားလေးစီစုံဝန်ဟာသူ့ကိုဝင်ရောက်တိုက်ခိုက်ခွင့်ပေးပါဆိုပြီးတော့ဘရင်ကြီးထံမှခွင့်တောင်းလိုက်ပါတယ်။ဘရင်ကြီးကမင်းသားလေးစီစုံဝန်ရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ပြီးမင်းသားလေးစီစုံဝန်ကသူ့ရဲ့အပေါင်းအပါမုတ်ဆို၃ယောက်နဲ့အတူစစ်တီတော်တွေနဲ့တပြိုင်တည်းတိုက်ပွဲဝင်သွားကြပါတယ်။မင်းသားစီစဝိုင်းရဲ့ပြီးမြောက်တိုက်ကျွမ်းထားတဲ့တိုင်းပညာတွေနဲ့မုတ်ဆူ၃ယောက်ရဲ့မှော်အစွမ်းတွေကြောင့်ဥထေဆိုတဲ့မင်းကိုအလွယ်တကူပဲတိုက်ခိုက်နိုင်ပြီးအနိုင်ရရှိသွားပါတယ်။အဲ့ဒီအခါကြာမှပဲဘရင်ကြီးကစီစဝိုင်းကိုမင်းသမီးလေးနဲ့တရားဝင်သဘောတူပေးလိုက်ပြီးတိုင်းတိပြည်တိလက်ထပ်ပေးလိုက်ပါတယ်။အဲ့ဒါနဲ့တင်မပြီးသေးပဲဘရင်ကြီးကစီစဝိုင်းရဲ့အရေးအရှင်းနဲ့ညံရည်တွေကိုသဘောကျတာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်ဖို့အတွက်ဘရင်အဖြစ်လဲတင်မြှောက်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဘရင်ဖြစ်သွားတဲ့စီစဝမ်ဟာမင်းသမီးလေးကေစလာနဲ့တိုင်းပြည်ကိုအုပ်ချုပ်ပြီး၈နှစ်လောက်ကြာလာတဲ့အခါမှာတော့တစ်ဖက်ကဘလူမကြီးဖမ်းခေါ်သွားတဲ့အကိုဖြစ်သူဖလားပိုင်မနီနဲ့ဘလူမကြီးဖီစစ်စမိုတို့ပေါင်းသင်းနေထိုင်ကြရင်နဲ့သားတော်လေးတယောက်ထွန်းကားနေပြီပဲဖြစ်ပါတယ်။သူတို့သားတော်လေးရဲ့အမည်ကတော့စင်စမိုလို့ခေါ်ပြီးတော့အသက်၈နှစ်အရွယ်ရောက်နေပြီဖြစ်ပြီးရုပ်ရည်ကအဖေဖြစ်သူနဲ့အရန်တူပါတယ်။ဒါပေမဲ့မျက်လုံးတွေကအနီအောင်တောင်းနေပြီးသူ့အမေလိုပဲအဆွဲနှချောင်းအရှိကိုထွက်နေပါတယ်။ခွန်အားပလလည်းသူ့အမေလိုပဲအင်မတန်ကြီးမားပါတယ်။ဖီစစ်စမိုဘလူမာကသူ့ရဲ့လင်ယောက်ကြားဖလားအဖိုင်မနေနဲ့သားတော်လေးစင်စမိုကိုလိုလေသေးမရှိအောင်စားဖို့တောက်ဖို့ကစအပူပင်မရှိရလေအောင်လှုပ်ကြွေးပြုစုပါတယ်။ဒါပေမဲ့ဖီစစ်စမိုကအပြင်မှာစားစရာရှာထွက်တဲ့အခါမှာသူမရဲ့သားတော်လေးနဲ့လင်ယောက်ကြားအပြင်ကိုထွက်မရလေအောင်ဆိုပြီးတော့လှိုင်းကူကြီးကိုအလွန်ပင်ကြီးမားတဲ့ကြောက်တုံးတွေနဲ့အမြဲတမ်းပိတ်